မင်္ဂလာပါရှင်ဒီနေ့ short term disability long term disability အဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြချင်ပါတယ်ဆိုတော့ဟိုတစ်ခေါက်တုန်းကကျွန်မအလုပ်လျှောက်တဲ့ခါမှာဒီ company ရဲ့ခံစား권ပေးတာတွေကိုတည်တည်ချာချာတိဖို့အရေးကြီးကြောင်းကျွန်မပြောပြဖို့တယ်ဆိုတော့ဒီနေ့ short term disability နဲ့ long term disability ခံစား권တွေဘာကြောင့်အရေးကြီးတာလဲဆိုတာကျွန်မပြောပြပေးမယ်နော်အားလုံးကလည်းတိပြီးသားဖြစ်တယ်ဒါပေမဲ့တစ်ခါတရံကြရင်ကိုတိပြီးသားကိုတရရောက်ကပြန်ပြီးတော့ပြောပြရင်တတိပြန်ဝင်လာတတ်တယ်လေအဲ့ဒါကြောင့်ပါဆိုတော့ကျမတို့နေ့စဉ်အလုပ်သွားတယ်အလုပ်လုပ်တယ်ဘယ်ချိန်မှနေမကောင်းဖြစ်မလဲဘယ်ချိန်မှ accident များဖြစ်သွားမလဲဘယ်ချိန်မှကိုလက်တွေခြေတွေထိခိုက်ဒဏ်ရာတွေရမလားတခုခုဘယ်ချိန်ဖြစ်လာမလဲဆိုတာဘယ်သူမှမသိဘူးလေအဲ့ဒီတော့company မှာ short term disability ယူခွင့်ရှိတယ်ဆိုရင် company က direct မပေးရင်တောင်တချို့ company တွေ direct သူ့ရဲ့ benefit ထဲမှာတခါတည်းထည့်တယ်တဲ့လားအဲ့လိုမျိုးမဟုတ်ရင်တောင်ကိုကမေးရမယ်မြန်ရမယ် long term disability ခံစား권ကိုရှိလားတချို့ company ကကြတော့ company တွေကဒါကိုဝန်ထမ်းကဘာမှပတ်စံမပေးဘဲနဲ့ coverage ကိုသူကပေးတာတော့အဲ့ဒီခံစား권ရှိတဲ့ဟာရှိတယ်တချို့ကကြတော့ employee ဝန်ထမ်းကနည်းနည်းပါအပတ်စဉ်ပေါ့နော်အပတ်စဉ်ကိုရဲ့လစာထဲကနေပေးတာတွေရှိတယ်တချို့ company ကကြတော့ဟိုမှာတပတ်ကို30ဆိုရင် company က5ကျပ်ကိုက5ကျပ်အဲ့လိုမျိုးပေါ့နော် share ပေါ့နော်50-50နဲ့ share အဲ့လိုမျိုးနဲ့မျိုးစုံရှိတယ်ဆိုတော့အဲ့ဒါတွေကျွန်တော်တို့ယူဖို့အရေးကြီးပါတယ်ပြီးတော့သူ့ရဲ့ခံစား권တွေကဒီ short term disability ကြတော့သူကရက်တူလတူခံစား권ဖြစ်တယ်3လကနေ6လလောက်ပေါ့နော်ဥပမာကိုယ်ဆောင်မိခင်တွေကလေးမွေးတာတို့ဒါမှမဟုတ်ကိုယ့်ရဲ့ကျန်းမာရေးကြောင့်ခဏတစ်ဖြုတ်1လ2လ3လလောက်အနားယူဖို့လိုအပ်တာတို့ကိုယ့်ရဲ့မိသားစုဝင်တွေနေမကောင်းတာတို့အဲ့လိုမျိုးလေးတွေမှာခံစားရပါတယ် company ပေါ်မူတည်ပြီးတော့50%ကိုယ့်ရဲ့လစာရဲ့50%ရမလား60%ရမလား90%ရမလားဆိုပြီးတော့ကိုနားတဲ့ချိန်မှာအဲ့ဒါလဲခံစား권အလုံးမလုပ်ပေမဲ့လစာရနေတော့ဘာပဲဖြစ်ကိုယ့်ရဲ့မိသားစုဝင်ငွေအတွက်မထိခိုက်ဘူးပေါ့နော် long term disability ကကြတော့ဘယ်လိုပြောမလဲသူကကြတော့လရှည်နှစ်ရှည်ပေါ့နော်အဲ့ဒီခံစား권ဖြစ်ပါတယ်ဒီ company တော်တော်များများက short term disability ခံစား권ပြီးသွားတာနဲ့ကိုကမကြမ်းမာသေးဘူးဒါမှမဟုတ်နှစ်ရှည်ယူဖို့လိုအပ်တယ်ဆိုရင်အဲ့ဒီကနေတစ်ဆက်ထဲ short term ကုန်တာနဲ့ long term disability ကိုဆက်ပြီးတော့ကိုကယူရတယ်2နှစ်လား5နှစ်လားတချို့ company တွေဆိုရင်ကို retirement ယူတဲ့အချိန်ထိပါအဲ့ဒီအခွင့်အရေးတွေရတာဖြစ်ပါတယ်စောပြောသလိုပဲကျမတို့ကမနေ့ဖြန်နောက်9မိနစ်10မိနစ်မှာကျမတို့ဘာဖြစ်မယ်ဆိုတာမသိရတဲ့အတွက်ကြောင့်အဲ့ဒါကယူတင်တဲ့အရာတွေမှာပါပါတယ်တချို့ကတော့ကိုယ့်ရဲ့အပတ်စဉ်လစာထုတ်တာများဖို့တခုတည်းကိုယ့်ရဲ့ paycheck များဖို့တခုတည်းကြည့်ပြီးတော့ခံစား권တွေကိုမယူပဲနေတတ်ပါတယ်ကျမနေတယ်ဆိုရင်တော့အကောင်းဆုံးပေါ့ဒါပေမဲ့တကယ်လို့မကြမ်းမမာတာတခုခုမိသားစုတွေမှာတခုခုဖြစ်လာတာလို့ဆိုရင်ဒီအပတ်စဉ်ကိုယ့်ရဲ့ paycheck ရတိုင်းမှာနည်းနည်းလေးယော့သွားတာနဲ့ဟိုဘက်မှာတခုခုဖြစ်သွားလို့ရှိရင်ကိုယ့်ရဲ့ခံစား권ကကိုယ့်ကိုပြန်ကယ်တင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါ long term နဲ့ short term disability အရေးကြီးကြောင်းကိုကျွန်မထပ်ဆင့်ပြီးတော့တီးပြီးသားကိုနောက်ထပ်တစ်ချိန်သတိပြန်လဲအောင်ပေါ့နော်ပြန်ဖြစ်အောင်ဆိုပြီးတော့ remind ပြန်လုပ်ပေးတာဖြစ်ပါတယ်လို့အားလုံးပဲ bye bye